ကားကြီးတဲ့သက်ရှိခဏချိန်လေးမှာနည်းနည်းလုံးလာတဲ့ဘဝရဲ့ပုံစံအဖြေကိုရှာကြည့်တဲ့အခါအဆိုးနဲ့အကောင်းတို့တွေ့လာအမှားမှန်မစင်စားလောဘမောဟအတ္တတရားတွေအနိုင်ယူဆိုးဖို့နေစိတ်ရဲ့လူရေစုံမျောကလိုက်ခဲ့မိလေတော့နောက်ဆုံးမဘဝအမြင်လုံးသွားတဲ့အခါအလိုလိုနောင်တရတတိထားဒီစိတ်နဲ့ခံတာအမြဲတမ်းချမ်းသာဖို့သင်အမှားမှန်စင်စားလူသားချင်းစာနာသူစင်စိမ်မွေးနိုင်မှာတယောက်နဲ့တယောက်ပေါ်ထားချစ်ချင်းမြတ်တရားဒါစိတ်ရဲ့စွမ်းအားလူဘဝကြီးကခဏပါခန္ဓာစိတ်ရွှေလမ်းမှာနေနဲ့ညနဲ့ခဏတဖြုံးလေးပါတင်ညူလို့လွေးပြောက်ွယ်အဆိုးနဲ့အကောင်းတို့တွေ့လာအမှားမှန်မစင်စားလောဘမောဟအတ္တတရားတွေအနိုင်ယူဆိုးမှုနေစိတ်ရဲ့လူရေစုံမျောကလိုက်ခဲ့မိလေတော့နောက်ဆုံးမဘဝညင်လုံးသွားတဲ့အခါအလိုလိုနောင်တရတတိထားဒီစိတ်နဲ့ခံတာအမြဲတမ်းချမ်းသာဖို့သင်အမှားမှန်စင်စားလူသားချင်းစာနာသူစင်စိမ်မွေးနိုင်မှာတယောက်နဲ့တယောက်ပေါ်ထားချစ်ချင်းမြတ်တရားတတိထားဒီစိတ်နဲ့ခံတာအမြဲတမ်းချမ်းသာဖို့သင်အမှားမှန်စင်စားလူသားချင်းစာနာသူစင်စိမ်မွေးနိုင်မှာတယောက်နဲ့တယောက်ပေါ်ထားချစ်ချင်းမြတ်တရားဒါစိတ်ရဲ့စွမ်းအားဒါစိတ်ရဲ့စွမ်းအားဒါစိတ်ရဲ့စွမ်း